Modern K ရဲ့ Leonidas သို့မဟုတ် Bruno Fernandes အားလုံးပဲမင်္ဂလာပါ Yesport TV ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကသတင်းတွေရတော့ဒါ Bruno Fernandes ကပေါ့နော်ဒါ Sorry ကကမ်းလှမ်းမှုတွေကိုပယ်ချပြီးတော့ဒါ Manchester United မှာပဲဆက်နေဖို့ကိုဆုံးဖြတ်လိုက်ပြီလို့ဆိုပါတယ်ဆိုတော့ Sorry ရဲ့ကမ်းလှမ်းမှုကတော့တကယ်ကိုကြောက်စရာကြီးပါပဲစုစုပေါင်း Euro 232တန်းတန် package နဲ့အတူတစ်နှစ်ကို Euro 88တန်းဒါတစ်လဆိုလို့ရှိရင်ဒါ 6.4 တန်းပေါ့နော်တစ်ပတ်ဆိုလို့ရှိရင်ဒါ 1.5 တန်းလောက်ထိတန်ကြီးရှိပါတယ်ဆိုတော့တစ်ရက်ကို Euro 2သိန်း1000ပါဆိုတော့ဒီငွေကမြန်မာငွေနဲ့တွက်ပြရမယ်ဆိုလို့ရှိရင်တစ်ရက်ကို3000လောက်တန်ကြီးရှိပါတယ်ဟုတ်ပါတယ်တစ်ရက်ကို Euro 2သိန်း1000တန်လစာကိုညင်းပြီးတော့Manchester United မှာ Bruno Fernandes ကဆက်နေဖို့အတွက်ဆုံးဖြတ်ခဲ့တာပါဆိုတော့ United မှာဆက်နေလို့ကောင်းပါမလားပေါ့နော်သူ့ကိုရောင်းပြီးတော့ဒီရလာတဲ့ပတ်စံနဲ့ဒါလူသစ်တွေဝယ်ပါလားဆိုတဲ့လူတွေကလည်းဒါနားလေတယ်ပေါ့နော်သူတို့တွေနဲ့ Bruno Fernandes လိုမျိုးပွဲတိုင်းစော့နိုင်ပြီးတော့ခြေစွမ်းခြေစားကောင်းတဲ့ကစားသမားမျိုးတွေကရှားပါတယ် Bruno Fernandes လိုမျိုးနေရာစုံမှာမမောမပန်းပဲနဲ့လိုက်စော့နိုင်ပါမလားဆိုတာကိုစိတ်ပူရအောင်မယ်လို့ထင်ပါတယ်300ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုကြည့်ဘူးကြလိမ့်မယ်လို့တော့ထင်ပါတယ်အဲ့ဒီထဲမှာဒီဇာဘီယင်ကဒါဘီယင်ကြီး Leonidas ကိုမက်လောက်စရာပမာဏနဲ့ကမ်းလှမ်းခဲ့ပေမဲ့လည်းဒါ Leonidas ကတော့သူ့ရဲ့ဒီစစ်သားတွေနဲ့ပဲဒါရုန်းကန်ပြီးတော့တိုက်ပွဲဝင်ဖို့နီးလန်းကိုပဲရွေးသွားခဲ့ပါတယ်ဆိုတော့ Bruno ကဒါ United ရဲ့ Leonidas ပါပဲဆိုတော့နောက်ရာသီမှာခြေစွမ်းကောင်းစီဖြစ်စေမကောင်းစီဖြစ်စေဒီလိုမျိုးစွန့်လွတ်ပြီးတော့တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့တဲ့ Bruno Fernandes ရဲ့စိတ်ဓာတ်ကတော့တကယ်ကိုလေးစားခြင်းစရာကောင်းပါတယ်ဆိုတော့အဆိုးဆုံးအချိန်မှာထားမသွားတဲ့လူတစ်ယောက်ကဒါအကောင်းဆုံးအချိန်တွေမှာရောက်လာတဲ့လူရောက်100ထက်ပိုပြီးတော့တန်ဖိုးရှိတယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့အရောက်ချဲစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒီလိုမျိုးဘောလုံးလောကနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာကောင်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ Yesport page လေးကို like and follow လုပ်ပြီးတော့ YouTube မှာလည်း channel ကို subscribe လုပ်ပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်